ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များလုံးကိုကျမတို့ရဲ့ YM Let's Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များအတွက်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမစနိုးဒီဇင်ဘာရေးသားထားတဲ့ငယ်သူလေးမို့စိုးခွင့်ပြုပါကိုဒါမှမဟုတ်ချစ်လို့ဆိုတာပါဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားအဆုံးကိုဖျက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်မှာပရိသတ်တရား Channel လေးကို Like and Subscribe လေးနဲ့အားပေးတော့ကိုတောင်းဆိုပါရစေအသစ်တွေတင်တိုင်းသိရှိအောင်လည်းဘေးနား Notification လေးကိုနှိပ်ပေးဖို့မေးပါနဲ့နော်ဟုတ်ကဲ့ပါဒါဆိုတော့ဇာတ်လမ်းလေးကိုစတင်ပြီးတော့ဖတ်ပြပေးကြပါရရှင်။ဆောင်းမြလေးရဲ့ညတာလေးကရှည်လွန်ပါတယ်။ကျူ3ချိန်လောက်နိုးလာခဲ့ပေမဲ့နာယူကြည့်တော့ည7နာရီနဲ့မိနစ်20ပဲရှိသေးတယ်။အေးရဝါနေတော့စိတ်ကိုကြိုးစားပေမဲ့မျက်လုံးကကြောင်နေတာမို့ဘလို့မှစိတ်အိမ်လို့မရတော့။စပွဲဖို့တင်ထားတဲ့ဖုန်းလေးကိုလှမ်းပြီးကောက်ကလိုက်ပါတယ်။စူးစူးနဲ့အင်ဂျင်တို့ကနှိမ့်နှိမ့်ချက်ချက်ကိုအိမ်မောကြနေကြတယ်။အဲ့လိုလည်းမရတော့ဘယ်လိုလုပ်ရမလဲ။ဟာအကြံရပြီဟဲဟဲခေါင်းထဲမှာတွေးလေးတစ်ခုပေါ်လာကြောင်းကျူဝမ်းတောင်မိသွားတယ်ကျူမစိုးစင်နိုင်စိုးလို့ရတဲ့ကိုတယောက်ရှိရလေကျူပလားကိုပဲကိုပေါ်နိုင်ခြင်းပေမဲ့ကိုကတော့ကျူကိုဘယ်တော့မှမမြင်မဲချစ်ပြပါတယ်ကျူရင်းလို့မပြောရင်ကိုလည်းလို့မရအောင်ကျူတယောက်မြင်မြန်ဆန်ဆန်ပဲကိုရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်ပထမအချိန်ခေါ်တော့ကိုကဖုန်းမကိုင်နောက်တစ်ချိန်ထပ်ခေါ်တော့လေအဲ့ဒီတိုင်းဖြစ်ပေမဲ့ကျူလည်းမလျှော့ပဲကိုဖုန်းကိုမကိုင်မချင်းထက်ခါခေါ်နေမိပါတယ်အချိန်20လောက်ရောက်တော့ကိုကအေးချင်မှုတို့တန်နဲ့လှမ်းထူတယ်ဟယ်လိုတဲ့ကိုနော်တဲ့ကိုမချစ်တော့ဘူးပေါ့လေဒါကြောင့်ကိုကတဲဖုန်းခေါ်တာမကိုင်တော့ဘူးပေါ့ဟာတဲ့ရလေပေါ့ရှာရှာကိုကတဲ့ကိုရမ်းချစ်တာတဲလေးတည်ရတာနဲ့အဲ့ဆိုဘယ်လိုတဲဖုန်းခေါ်တော့မကိုင်ရလဲကိုရဲ့တဲခေါ်နေရကြကြီးပဲကိုအိပ်ပျော်နေလို့ပါတောင်းမှန်ပါရဲ့နော်ကိုရဲ့တဲလေးမရအောင်ကိုစိတ်ဆိုးတယ်အမခေါ်နဲ့ကိုတဲကိုရေလိုမချစ်တော့တာတဲတည်ဟိုတနည်းကိုလိုင်းပေါ်မှာရှိရတာနဲ့တဲကိုစားလည်းမပို့ဟာဘယ်နေတော့တဲရဲ့ကြည့်ပါလားကိုရက်တွေရွေးတဲလို့မကုန်တော့ဘယ်နေလဲဆိုတာတော့မသိတော့ကိုတဲကိုတကယ်မချစ်ဘူးကိုတဲကိုကစားတဲ့ကျူးစားလိုက်တော့ကိုကတကယ်တင်ပြီးကျူးစိတ်ဆိုးတော့မှဆိုတာကြောင့်ပြပြတလဲအမျိုးမျိုးလိုက်ချော်နေပါတယ်ကျူကတော့ကိုမစားနိုင်အောင်ဇက်လေးအုပ်ပြီးတော့ခိုးယူနေတယ်ဟာတဲရလေကိုကဘာလို့တဲကိုမချစ်ရမှာလဲကိုတဲကိုရမ်းကိုချစ်တာလေပြီးအောင်ကိုလိမ့်နေတာတဲရုံကိုဘာလုပ်ပေးရမလဲအဲ့ဆိုကိုချက်ချင်းတဲဆိုင်တဲ့မှုတွေယူပြီးတော့အိမ်ရှိမှလာပို့ပြီးအခုချက်ချင်းတော့ကိုဟာတဲ့ရလေမိုးမလင်းသေးဘူးလေညတကောင်ချိန်ပဲရှိသေးတာတဲ့ရဲ့မိုးလင်းမှတဲဆိုင်တဲ့မှုတွေကိုဝယ်လာပေးမယ်မလို့ချင်တဲကူချက်ချင်းမဟုတ်စားချင်တယ်လို့ကိုလာပို့မှလာမပို့လားဒါပဲပြောတဲ့ရလေမစိုးပါနဲ့ကိုမနဲ့လေးတော့မှတဲဆိုင်တဲ့မှုတွေတော့ဝိုင်လာပို့မယ်လေပါစင်ချင်းမှမကြားချင်ဘူးတော့တဲပြောတော့ကိုကမလုပ်ပေးနိုင်ဘူးပေါ့ကိုတဲကိုတကယ်မချစ်ဘူးတဲကိုမဟုတ်လားမပေးဘူးဆိုရင်တဲလူလမ်းခွဲကြအောင်ဒါပဲဟယ်လိုတဲတစ်ဖက်ကချစ်သူဖြစ်သူဖုန်းချလိုက်တာကြောင့်သူရင်တယောက်ချစ်သူလေးစိတ်ကောက်တာကိုချောဖို့ဖုန်းပြန်ခေါ်လိုက်ပေမဲ့စက်ပိတ်ထားပါတယ်ဒီတော့သူရင်လည်းမတက်နိုင်တဲ့ဆုံးအရာထားပြီးဂျာကင်ကောင်းဝက်ကဆိုင်ကယ်တော့လေးယူပြီးနေရထွက်လာခဲ့တယ်လာမင်းကြီးမပေါ်လာတော့ကောင်းကင်ကြီးကလည်းမဲမောင်နေပါတယ်အဲကြားတဲ့ဆောင်းရရာသီဥတုအလုံးပဲချမ်းတုံအေးခိုက်နေပါစေမမှုပဲစိတ်ကောက်နေတဲ့စစ်သူလေးကိုချော့ဖို့လူတူသားလာခြင်းနေပါလို့နဲ့ကားလက်မကြီးထမတယောက်တည်းဆိုင်ကယ်လေးမောင်းရင်းနေမှတ်ပလားကုတ်ကုစော့တယောက်တည်းစကားလေးပြောကရီမောနေရကြောင်းစူးစူးနဲ့အချင်းမှနိုးလာခဲ့ပါတယ်မေးသေးဘူးလားချူဟုတ်တယ်ငါတော့ကောင်မရှိသေးတော့နှုံးရောက်နိုးလာတာကောင်းတယ်ငါနင်းတို့ဟာသားတခုပြောပြမယ်ဘာများလဲချူလေစူးစူးနဲ့အချင်းတို့ခုနကကိုကြောင်ပြောပြလိုက်တယ်ပြောလိုက်ပြီးတော့ကျူဝမ်းတာအရာရီမောပေမဲ့စူးစူးနဲ့အင်ဂျင်တို့ကတော့လိုက်ပြီးရီမောခြင်းမရှိဘဲနဲ့တိတ်ဆိတ်နေကြတယ်ရီးကြလေရီးစရာမကောင်းလားကျူဒီကိစ္စမှာနဲ့အရန်လုံလုံနေတော့အချိန်ဦးလေးကြည့်အောင်ကျူရဲ့ညာရီမီမိုးလာပို့ခိုင်းရတယ်လို့ဟုတ်တယ်ကျူနင့်မှလည်းမုတ်တွေအများကြီးရှိသေးတယ်လေဘာလို့နင်ခုလိုလောက်တာလဲပြင်မာရဲအေးတယ်လေနင်တို့ရမတနာဘူးလားမတနာပါဘူးဘာလို့တနာပါငါ့ကိုချင်းငါစကားနားထောင်ပါလေအခုတော့ငါတမင်တက်စက်ပိတ်ထားလိုက်တာသူတွေကတော့ဘလောက်တောင်ဖုန်းခေါ်နေမှမသိပျော်လိုက်တာချူရဲ့နင်ကလေးလည်းမဟုတ်တော့ဘာလို့ကလေးတယောက်လိုပြုတ်မှုတွေလုပ်နေရလဲနင်နောက်တရမယ်တော့ချူစူးစူးကစကားများပေမဲ့အင်ဂျင်ကတော့စကားနေတယ်ဆိုပေမဲ့အင်ဂျင်တစ်ခါပြောလိုက်တဲ့စကားတွေကရှင်မကြီးကိုထိမိအောင်ပြောတတ်ပါတယ်ခုလည်းအင်ဂျင်ပြောတဲ့စကားလေးကြတော့ကျူးစိတ်တဲ့တမျိုးဖြစ်သွားတယ်ဒါမဲ့ဘာမှဖြစ်သလိုဟန်ဆောင်ကနေလိုက်တယ်တော်ပြီနင်တို့တော့ပြောတော့အင်တာနက်ပဲသုံးတော့
ကျူလည်းအင်ဂျင်တို့နဲ့စကားပြောချင်တယ်မရှိရကြောင်းအင်တာနက်သုံးဖို့စောက်ခွင့်လိုက်တော့ဇူးမှန်းထားသလိုကိုခေါ်ထားတဲ့ miss call တွေအများကြီးတွေးလိုက်ရတာကြောင့်ချိန်နဲ့စွာပြုံးလိုက်တယ်။ညတကောင်ရန်ချိန်ပဲရှိသေးတော့သူတို့နဲ့ချစ်သူလေးကြိုက်တဲ့မှုတွေဝဲဖို့စတိုးဆိုင်နေစီရောက်တော့စတိုးဆိုင်နေအားလုံးကပိတ်နေပြီ။သူတို့နဲ့စတိုးဆိုင်အားလုံးဒီပါရောက်ပြီးပါပြီ။ဒီဇိုင်းမှပြန်မဖွင့်တော့စိတ်ညစ်သွားတယ်။အဲဒီချိန်ဖုန်းဝစစ်လေးဒီဇိုင်းဝင်လာတဲ့ခါမှာသူတို့နဲ့ဖုန်းကိုဖွင့်ကြည့်တော့ချစ်သူလေးပို့တဲ့ message ဖြစ်တာကြောင့်ဝမ်းသာရနဲ့မြင်ဖွင့်ဖတ်လိုက်တော့သူတို့မျက်နှာတိတိတတ်တညှို့ကျသွားပါတယ်။ဘာလို့လဲဆိုတော့ကျူပို့လိုက်တဲ့ message ကကိုတဲစီကိုဒီနေ့မဟုတ်လားမပို့ပေးဘူးဆိုရင်တဲနဲ့ထပ်ပြီးတော့လာမပတ်သက်နဲ့တော့ချောင်းဆိုးပြမသိဘူးလေအသက်သာသေးဘူးထင်တယ်နောက်တစ်ခေါက်စင်းုံသွားရအောင်သူရိမ်မင်းညတညာလုံးနေနေတဲလျက်မဝယ်ခိုင်းမိလားပို့ခိုင်းတာကြောင့်ဒီဇိုင်းလိုက်ဝယ်ရှာကြည့်ပေမဲ့လုံးဝဝယ်မရခဲ့ပါဘူးတညာလုံးနေနေလိုက်ရှာဝယ်ပေမဲ့လုံးဝဝယ်မရတော့တဲလေးစီလည်းမုံပို့ပေးနိုင်ဘူးဖြစ်သွားတယ်မင်းညဆောင်းရဲ့အေးတန်ချောင်းမနေ့ရောက်တော့သူရိမ်ဘာမှမလုပ်နိုင်ပဲအေးရပေါ်ဘုံဘုံလေးကျသွားပါတယ်ဘလို့ပါဦးမင်းတို့တွေကခုလိုနေမကောင်းတဲ့ချိန်လာတွေ့ပြီလို့ပဲကျေးဇူးတင်ပါတယ်ဒါနဲ့ရောက်နေတဲတဲ့ပါကြားသေးတယ်ငါမုံမပို့ပေးနိုင်လို့တဲခုချင်းငါ့ကိုစိတ်ဆိုးနေပြီလားမသိမင်းကတော့ဒီပုံစံတိုင်းဖြစ်နေပေမဲ့လည်းသူ့ကြောင့်မေးနေတော့လားသူရိမ်မင်းခုလိုဖြစ်တာသူ့ကြောင့်မင်းနေအေးဟာနင်ခုဒီလောက်ဖြစ်နေအောင်သူကတစ်ချက်လေးမှလာမကြည့်ဟုတ်တယ်ဆိုငါကြားတာကျူးသစင်ကအကူထုံးမရဲ့ဗဒေးပါတီမှာသွားပြောနေတယ်လေဘာပြောလဲမင်းကသူပြောလိမ့်စင်မယ်ငါလည်းအင်ဂျင်တို့စီကကြားလာခဲ့တာသူရိမ်ထုံးမင်းဆိုတဲ့သူကမိဘပတ်စံကိုထိုင်ပြုံးနေသူတယောက်လူစိုးလူမိုင်းတယောက်ကိုဆိုးတာတဲလေးကိုတစ်ဖက်သက်လိုက်ကြိုက်နေတော့သူရိမ်ချစ်သူလေးအတွက်စိတ်ပူမိသွားတယ်စားလိုက်ရတဲ့တဲရဲ့တရဏီကြောင့်သူရိမ်ဖျားနေရဲ့ကြားနေတဲစီသွားဖို့ပြန်လိုက်တော့တငယ်ချင်းရလို့မသွားဘူးဝိုင်းတာကြပါတယ်သူရိမ်လည်းတဲလေးအတွက်စိတ်ပူပြီးဖုန်းဆက်ပေမဲ့ဖုန်းကဝင်းတော့လုံးဝမကိုင်သူရိမ်လည်းမလျှော့ပဲထက်ခါခေါ်ကြည့်ပေမဲ့အဲ့ဒီတိုင်းတဲလေးကဖုန်းလုံးဝမကိုင်ပါဘူးချီယာပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေထုံးမင်း thank you ငါမွေးနေ့လေးမှာတယောက်လာပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်အားလုံးပြောပစားတော့ကြပါဘာမှအာမနာနဲ့မြင်းမျိုးကြောတချင်းတီးလုံးတန်နေကြတောက်စားမှုယူပြီးကားခုန်နေကြတဲ့လူငယ်တွေကျူတယောက်ထုံးမင်းဆိုတဲ့သူကိုကြည့်မြပေမဲ့ကိုရဲတိုက်ချင်တော့တမင်တက်ကိုလာခဲ့တယ်အခုလည်းတစ်ခါခေါ်နေတဲ့ကိုဖုန်းကိုတမင်မကင်မဲထားပါတယ်ဖုန်းခေါ်နေရကြာနေပြီကျူအေးကြီးပြောစရာရှိလို့လားမသိဘူးကင်လိုက်လေမကင်ဘူးကျိုးကိုလေးမထားတဲ့သူတယောက်ကိုဘာလို့လေကုန်းခံပြီးစကားပြောနေရမှာလဲဆူဆူရဲ့ထားလိုက်စမ်းပါသူတွေတော့မင်းကိုတဲတန်ချစ်တာငါတို့သိပဲလေသူကမြန်တနာပါတယ်အခုလည်းအိယာထဲမှာတဲတန်ဖျားနေရဲ့သူတောင်ငါ့ကိုတကယ်ချင်းငါစကားနားထောင်ပါလေကြည့်အောင်မင်းညမိုးလေးလောက်ပို့ခိုင်းတာတော့လောင်းပို့ပြီးနေရမဖြစ်နိုင်လောက်ခိုင်းတာကျူဒီကိစ္စမှာသူမမောင်နဲ့မတာအင်းချင်းပြောတာငါလည်းထောက်ခံနေကျူနေတို့တွေကငါတငယ်ချင်းနေမဟုတ်ဘူးလားဘာလို့သူရိမ်ဘက်ကပါနေကြရလဲငါတို့ကသူရိမ်ဘက်ကပါတာမဟုတ်ဘူးကျူနေနောက်မှနောက်လိုက်ရမှာဆိုလို့ငါတို့မဖြစ်တဲ့နာမဖြစ်အောင်လို့တားတာဟုတ်တယ်ကျူတော်ပြီဘာမှဆက်ပြောမနေနဲ့ကျူသစင်ဘွားမှာဘယ်တော့မှနောက်တိုက်ရရဆိုတာမရှိအဲ့ကောင်ဆောင်မပြောနဲ့အာယုံနောက်တယ်လမ်းမရောက်နေတဲ့ကျူတငယ်ချင်းတွေကဝိုင်းထားပေမဲ့ကျူဟာတူရီတော်သမီးပြပြီးတငယ်ချင်းတွေပြောတာလုံးဝလက်မခံတော့အင်းစင်းနဲ့ဆူဆူလေးဘာမှဆက်မပြောဘဲလက်လျှော့လိုက်ကြတယ်ကျူကျေးဇူးတော်ငါမွေးနေ့ကိုလာပြီးလို့ဘလို့ပါအောင်တငယ်ချင်းတွေပဲဟာလာပြီးရမှာပေါ့တငယ်ချင်းတွေလားတငယ်ချင်းဆိုလဲတငယ်ချင်းမို့ဟာဒါနဲ့ငါနဲ့အတူတွဲကပြီးနိုင်လားကျူလဲကိုကိစ္စစိတ်ရှုံပြီးတော့စိတ်ပြေလက်ပြောက်ပြအောင်ထုံးမင်းတောင်းဆိုတာသဘောတူလိုက်တယ်ကျူသစင်သူတောင်းဆိုတာကိုသဘောတူလိုက်တော့အပြောရွနေမိသူကထုံးမင်းပြီးတော့ဒီညကျူသစင်ကသူ့ပိုင်ဖြစ်လာတော့မှလို့တွေးပြီးအပြောကြီးပြောနေမိတယ်အနူနီးနဲ့မရတော့ရရင်နီးတော့ရတာပေါ့ငါ့ကိုပြစ်မတင်ပါနဲ့ကျူသစင်တားရေထမင်းစားရအောင်တားခန်းထဲဘက်ကနေဘလောက်ပဲအော်ခေါ်နေပါစေခန်းထဲကနေတားရဲ့တုံ့ပြန်တဲ့စကားမကြားတော့ထိုစုတရားတကားလေးဖွင့်နေအထဲဝင်လာတော့အထဲမှာသားဖြစ်သူရှိမနေရေချိုးကညာသွားလာဆိုပြီးတော့ရေချိုးကနဲ့လိုက်ရှာကြည့်ပေမဲ့လည်းရှာလို့မတွေ့နေရာနဲ့ရှာပြီးပေမဲ့သားဖြစ်သူရှာမတွေ့ကြည့်ရတာပြန်သွားမဲ့ပုံပဲဒီလောက်နေမကောင်းဖြစ်နေတာဘယ်ကိုသွားလဲမသိခက်ပါလေသားရဲ့နေရမှုနေပြီချူစက်မတောင်းနေတော့မကောင်းချူမမူးငါအကောင်းကြီးပဲရှိသေးတယ်ဒီနေ့အရင်စိတ်ရှုပ်လို့မမူးသာပြောပေမဲ့ဝိုင်းတောက်တာများလို့တော့ကျူးတဲ့စင်တယောက်ကောင်းတော့မထောင်နိုင်တော့ပါဘူးပါတီပွဲမှာလာတဲ့လူတိုင်းအားလုံးလူမျိုးကုန်ကြပါတယ်ဆူဆူနေအင်းစင်တို့ကဝိုင်းတစ်ခွက်ပြီးတစ်ခွက်တောက်နေတဲ့ကျူကိုစိတ်မချလို့လုံးဝမတောက်ကြကျူးတဲ့စင်မူးနေတာဝေးရနေထုံးမင်းမြင်လိုက်ရတော့သူ့ကြံစီအောင်မြင်တော့မယ်ဆိုပြီးပြောနေပါတယ်ကိုစို့
ဆွေကိုတကယ်မချစ်ဘူးလုံးဝမခေါ်တော့ဘူး သူတရားလူမန်းသူမန်းတော့မသိနိုင်အောင်မူးနေပြီးတော့ပါဇက်ကလေးကဝရန်ပြောနေမိပါတယ် တွိုင်းနဲ့သွားအောင်မယ်အင်ဂျင်နဲ့စုနေတွဲခုတ်ပြီးတော့ငါပြင်မှာကားသွားငှားလာအောင်အေးနင်လာခင်တော့အင်ဂျင်အေးပါချို့ကိုဂယူးဆိုင်နော်စိတ်ချမယ်စုတေချာဂယူးဆိုင်ငါတေချာဂယူးဆိုင်လိုက်ပါမယ်ဟဲ့မသွားနဲ့ဦးလေချူဒုက္ခပါပဲမစောက်မရှိရနေရိုင်းတီးရိုင်းတိုင်းလျှောက်သွားနေတဲ့ကျိုးနောက်ကိုစုတယောက်မြန်လိုက်ခဲ့ပါတယ်ဒီနေ့မှမဖြစ်လည်းမသိအငါကလည်းတစည်းမှပုံမလာတာကြောင့်အင်ဂျင်လည်းတော့စိတ်ညစ်သွားတယ်သူရဲ့မိဘတွေကလည်းဒီမိနစ်တည်းကနေအလုပ်ကိစ္စနဲ့ခရီးထွက်သွားကြတော့ကိုကြီးတောင်းလို့လည်းမရကျူကားလီရောဒီနေ့မှပြတ်တာကြောင့်ဝက်ရှော့ပို့လိုက်ရတော့ဝင်းနေဝဲအောင်ကားလေးငှားရင်းနဲ့လာခဲ့ရပါတယ်ချူအဆင်ပြေလားငါထဲကိုလိုက်ကူရမှာလားမလို့ငါအဆင်ပြေတယ်အပြင်မှာပဲနေလိုက်โอเคပြောရဆိုရင်တွိုင်းလက်ခံနဲ့ရိုင်းတီးရိုင်းတန်းနဲ့ဝင်သွားတဲ့ချူလိုက်ကူမိတ်ဆိုပေမဲ့ချူကမလို့ဆိုတာကြောင့်ပြန်မှသာစောင့်နေလိုက်ရတယ်တခုကဲကြပါအောင်စုချူကိုစောင့်နေရုတ်တရက်သူ့နာမှာညနေပုံးတက်တိုင်းလူတယောက်ရှေ့ကနေပြေးသွားပြီးတော့တစ်စက်တည်းမှာပဲမင်းကလေးတယောက်ရဲ့အော်ခေါ်ကူညီတောင်းတန်ကြားလိုက်ရတော့စုတယောက်ကျိုးတော့သတိမရနိုင်ပဲအဲ့တခုတော့ပြေးလိုက်ခဲ့ရတယ်ခဏကြာစုကပြေးမြန်တော့ပဆိုင်လူသွားတဲ့တခုကိုဖမ်းမိပြီးတော့အဲ့တကူတခါရဲစကန်ပို့ခိုင်းလိုက်တယ်ပြီးတော့ပဆိုင်ကိုပိုင်ရှင်လက်ထဲပေးရလိုက်ပါတယ်ရုတ်တရက်စုခုမှတန့်စင်ကန်ထဲမှာကျင်းနေတဲ့ကျိုးကိုသတိရလာတော့အမြန်ပင်တန့်စင်ကန်မတီးလာခဲ့တယ်ချူရဲ့စင်ပြေလားချူစုဘလောက်ပဲအော်ခေါ်ပါစေထဲကနေတိတ်ဆိတ်လျက်ရှိနေတော့စုလည်းကျူးတွဲစိတ်ပူသွားပြီးထဲဝင်လာတော့အထဲမှာကျူကရှိနေတာကြောင့်စုလည်းကျူးတွဲစိတ်ပူသွားပါတယ်တွားလက်ကနေတခမ်းပြီးတခမ်းလိုက်ရှာကြည့်ပေမဲ့ဘယ်လို့မှရှာလို့မတွေ့စုလည်းအိမ်နေကနေမြ мян ထွက်ခဲ့ပြီးကျူပြောက်သွားတဲ့အကြောင်းအင်ဂျင်ကိုပြောပြဖို့အတွက်ပြေးထွက်ခဲ့ပါတယ်ဘယ်တော့မှလဲကျူငါမျိုးလိုက်ရှာနေတာကျူနာယောက်ျားလေးတူစကားလာပြောတာကြောင့်ကြည့်လိုက်တဲ့အခါမှာဝိုင်းတော့တာများလို့တော့ဘသူဘဝဆိုတာခံမှန်းလို့မရဒီညမင်းကငါ့ပိုင်ဖြစ်လာတော့မှကျူးသစင်ပြောရင်းဆိုရင်အယောက်ျားကျူးနာကိုတိုးကပ်ပြီးကျူးကိုယ်လုံးရစ်ပတ်ထားကကျူးရဲ့လေတိုင်းတစ်လျှောက်အနမ်းနေချိန်နေတဲ့အခါငါ့လွတ်ဆန်းဖဲကျူးရုံးလေးသူ့နန်းနေရာပိုပြင်းထန်လာတော့ကျူးစင်မွန်းချက်တလို့ဖြစ်လာပြီးရှိသမျှအားနဲ့တွန်းထုတ်လိုက်ပါတယ်ကျူးလည်းအယောက်ျားဘသူဘဝဆိုတာသိချကြည့်တော့ကျူးမြင်ကပ်ပါရင်ဆိုတဲ့ထုံးမင်းကိုမိုးတော်တွေ့လိုက်ရတဲ့အချိန်မှာထုံးမင်းဝိုင်းရှင်ကြောင့်မျက်နှာကိုတော့သိချရှင်းလည်းမတွေ့ရပါနဲ့ကျူးကိုနိုင်ချစ်နေတဲ့သူကထုံးမင်းဖြစ်နေတာကျူးသိလိုက်ရတယ်ဟုတ်တယ်ငါပဲမင်းငါ့ကိုရမ်းမုန်းနေခဲ့ရမလားခုတည်းအစားပြီးမင်းငါ့ကိုပဲတဲထီဆွဲလန့်သွားချစ်မိသွားစီရထုံးမင်းရဲ့ဤတန်ကအကန်တစ်ခုလုံးပဲတင်တန်းနေထက်နေလျက်ပါကျူလဲထုံးမင်းရန်နေလို့ဖို့အတွက်စူးစမ်းပေမဲ့အချင်းဤတက်ကိုချိန်ကျူမှာလောင်ရင်နဲ့ပိတ်လောင်ခံထားတဲ့စက်တူရင်းလေးလိုပါလောင်ရင်တကားလေးကိုလာဖွင့်ပေးမဲ့သူကမျောလင့်ရင်လေငါ့လွတ်ဆန်းထုံးမင်းအယူကဖဲကျူအားနေတာကိုခွင်ကောင်းယူပြီးအသားယူနိုင်ကျင်နေတဲ့ထုံးမင်းကိုကျူရှိသမျှအားနဲ့ဝေးကိုတွန်းထုတ်လိုက်ပါတယ်မင်းကအားသုံးရတာကြိုက်တယ်ပေါ့ရတယ်လေရှေ့ကိုတွန်းမလာရင်တော့ထုံးမင်းပြောရင်းဆိုရင်ရှေ့တိုးလာကချွေးရဲ့ဝမ်းဖိုက်နေရာလေးကိုစောင့်ထိုးလိုက်ချိန်ကျူလည်းဆက်မယုံနိုင်တော့ပဲနာကျင်လွန်းလာကြောင်းကျမ်းမြစ်ထမလဲကျသွားပါတယ်အဲချိန်ပိတ်ထားတဲ့တကားလေးကအထဲကိုပုံလေးရောက်လာသူကတီဟာငါမင်းကိုပြတ်မဆောင်ခိုင်းတာလीဘာလို့ထဲကိုဝင်လာလဲဟိုလေတဟိုးနဲ့ဘာဖြစ်နေရလဲတီဟာမျက်နှာမှာလေးတရားနေပါလားဘာလို့လက်ချက်လဲငါ့ကိုပြောစမ်းတီဟာငါလောက်လိုက်တာခန်းထဲကိုခြေလန်းကျဲနဲ့ဝင်လာကဖြစ်လိုက်တဲ့သူကသူရင်းဟုတ်တယ်ငါပဲကိုရောက်လာတာမြင်တော့ကျူဝမ်းတာအာရနဲ့ကိုနာမည်လေးကိုလှမ်းခေါ်ခြင်းမမဲ့ခေါ်ခွင့်မရခင်မှာပဲကျူလောကကြီးနဲ့ခဏတာဆက်သွယ်ပြတ်သွားပါတယ်။ကျမ်းမြတ်မမလေးကြနေတဲ့ချစ်ရသူချစ်သူလေးကိုမြင်တော့သူရဲ့ရင်ထဲပုံပြီးတဝုံတောက်လောင်ကတဲကိုနိုင်ခြင်းမို့စူးစမ်းနေတဲ့ထုံးမင်းကိုတရားအောင်ပါမလောက်သားလောက်ဆုံးမပြီးတဲကိုပွဲကြီးကအခန်းထဲကထွက်လာခဲ့တယ်။တဲလီနိုးလာပြီဝမ်းသာလိုက်တာကိုတိတ်ကြောက်တယ်ထုံးမင်းကတဲကိုနိုင်ခြင်းမို့စူးစမ်းတယ်နူးလာခြင်းကြောင့်လို့သူ့ကိုယ်လေးကိုပြေးဖက်လာခဲ့တဲ့တဲလီဟုတ်မှာပါလေအဲ့ချိန်တဲလီဘလောက်တောင်ကြောက်နေခဲ့မလဲအဲ့ခိုက်တဲလင်းကိုတွေးမိတိုင်းရှင်ပတ်ကြီးကိုဓာတ်နဲ့မှုန်းတယ်လို့နာကျင်လို့ပါတယ်ထုံးမင်းဆိုတဲ့သူလည်းတက်ပြေးချင်လာအောင်ဒီပါမကြောက်ပါနဲ့တဲရင်တဲပြီးမှကိုရှိနေပြီလေဘာမှမကြောက်နဲ့နော်တဲခုလိုပြရတာကိုကြောက်ကိုသားတဲပြောတယ်လို့မဟုတ်လားပေါ့တဲလည်းရွေးတိုက်ပြီးထုံးမင်းမွေးနေပဲတော့မှမဟုတ်ကိုတောင်းမှမာရေးတဲရဲ့မငုံနေတော့နော်နောက်ခါကျရင်ကိုကတဲစကားမြင်နှားထောင်ပါတကယ်တော့ကိုတကယ်ပေါ့သူရင်ချုံမပြီးပြောလိုက်မှပဲတဲလေးကငိုနေတာကိုရှင်းလိုက်တယ်တဲလေးရဲ့ဘားပြင်ထက်မှတွဲခုနေတဲ့မျက်ရည်ဦးလေးကို
လက်ဖွားလေးနဲ့ညင်ညင်တတတုပ်ပြလိုက်ပါတယ်။ထုံးမရမျိုးကုန်ရှိတိုင်းဝိုင်းနေဖြစ်ပြီးတော့အဖေဖြစ်သူကလည်းအာနာရှိဝင်ကြီးတယောက်ဖြစ်တော့သူရင်းတို့သားမိငားနေတဲ့အိမ်ကြီးကနေမောင်းထုတ်ခိုင်းတာကြောင့်သူရင်းတို့သားမိတွေကနေစရာအိမ်မရှိနောက်ပြီးမစီမဆိုင်သူရင်းရဲ့လှုပ်ရှားပါသူရင်းကိုလှုပ်ထုတ်လိုက်တော့သူရင်းလည်းအလုံးလက်မဲ့ဘွားကိုရောက်သွားပါတယ်။နေစရာအိမ်လည်းမရှိလောက်ကပါပြုတ်တော့သူရင်းလည်းစိတ်တက်ကြလို့ဘာလို့မှမသိတော့ကိုလေတငယ်ချင်းတယောက်ရဲ့ကူညီနဲ့အိမ်တိတိလေးတအိမ်မှာငားနေရပါတယ်။အိမ်ကလိုမဲကျန်းလို့သားမိနှစ်ယောက်လုံးအိမ်တိတိလေးမှာကျဉ်နေရတာလုံးဝအဆင်မပြေ။စားဝတ်နေရေးအဆင်မပြေတော့သူသေးချရတဲ့စစ်သူလေးတော့အချိန်မပေးနိုင်တော့တဲ့အထိပါမမေဒါအလုံးလျှောက်လာတဲ့တွေ့လို့တွားလျှောက်ကြည့်လိုက်အောင်မယ်အေးခွေမမေသားလေးဘေးမထီရမခပဲတွားရလန်းလေးဖြောင်ပြူပါစီပေးရစုနေပြပါစီမမေဒါဆိုသားတော့မင်းနော်သူရမေကိုနှုတ်ဆက်စကားဆိုခဲ့ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဆိုင်ကလေးစီကအလုပ်ထွက်ရှာဖို့အိမ်ကနေထွက်ခဲ့ပါတယ်ဒီကိစ္စကိုသူ့သဘောမတူတော့မမေတို့ကကောင်းလို့စီစဉ်တဲ့ကိစ္စကိုတမီငင်းဖို့မကြိုးစားနဲ့မောင်ထုံးမရမြို့တိုင်ဝန်ကောင်းနေသူချုံးမစစ်သူရှိရင်မမေဟိုကလေးကတိကောင်ပြောနေရလားနေကြအိမ်အောင်မရှိအောင်ဆင်းရဲတဲ့သူနေရချစ်တယ်ပေါ့ဟုတ်လားသူသစင်ကိုကဆင်းရဲပဲမဲစိတ်ထားကောင်းတယ်ချူးပေါ်လည်းရမ်းကောင်းတာစိတ်ထားကောင်းရုံနဲ့ပိုက်ပြစ်မလားနင်းစဉ်းစားလေသူသစင်ရဲ့မေကုလိုစီစဉ်တာတမီးရဲ့နာကတ်တော့ပဲမမေဝင်ကြီးနဲ့ကိုပြောပြီးသွားပြီထုံးမင်းကိုချူးလုံးဝလက်မထက်နိုင်အောင်တော့မမေသူကချူးတော်စော်ကားဖို့ကြိုးစားသေးတာမေကအဲ့ဒါကိုသူနဲ့ချူးကိုပေးစားချင်တယ်ပေါ့ကြိုးစားတော့ဒီကိစ္စမပြောချင်ပေမဲ့မပြောမပြတ်နေထားမလို့ချူးလည်းပြောလိုက်တယ်ဘာဖြစ်တယ်သမီးသူကသမီးကိုစော်ကားဖို့အတွက်ကြိုးစားရဟာလားဟုတ်တယ်မမေအိမ်နဲ့ကိုသားမကင်ချူးကမတွေးရဲစရာပဲဒါအောင်မမေကပါအဲ့လူယုံမနဲ့သမီးကိုလက်ထက်စေချင်တယ်ပေါ့သမီးမုံလိုက်သူများသားသမီးကိုမဟုတ်တာမစွတ်ဆွဲနေတော့ချူးသစင်သမီးမှန်တိုင်းပြောတာမေမျိုးတို့သွားမေ့ကြည့်ကောင်းပြီလေမမေဒီကိစ္စကိုစုံစမ်းကြည့်မယ်သမီးပြောတယ်လို့မဟုတ်ခဲ့ရင်တော့သမီးသူနဲ့မဖြစ်မနေလက်ထက်ရမယ်ဟုတ်ခဲ့ရင်တော့မမေကိုယ်တိုင်လက်ထပ်ဖို့ဖြတ်သိမ်းမယ်ဘယ်လိုလဲသမီးချူသဘောတူရမမေကျိုးကိုယ်တိုင်ကြုံခဲ့တဲ့ဖြစ်ရဆိုးလေးမျိုးဘာမှကြောက်စရာမလိုပဲရုံမော်သဘောတူလိုက်ပါတယ်အဲဒီအချိန်မှာအေးရှိယာလူခေါ်ပေးတဲ့မြင်လာတော့သူ့မြန်တကားလေးနားစီလျှောက်လာခဲ့တယ်အဲနောက်တကားကိုဆွဲဝင်တဲ့အချိန်မှာအပြင်မှာရောက်နေတဲ့သူကချူမုံလာပါတယ်ဆိုတဲ့ထုံးမင်းဖြစ်နေတယ်နင်ဘာလာလောက်တာလေးထုံးမင်းငါညို့လာတောင်းမှန်တာပါချူမလို့ထက်သွားနင်မျက်နှာကိုလည်းငါမမြင်ချင်ဘူးငါရှိကနေဘယ်တော့မှပေါ်မလာနဲ့ထုံးမင်းစိတ်တူနေရတီးတီးရဲ့နဲ့မျက်နှာပြောင်တိုက်ပြီးရောက်လာခဲ့တဲ့ထုံးမင်းကြောင့်ချူစိတ်တူအလုံးလို့အသားတွေပါတက်ဆက်ဆက်တုံနေအိုးသမီးရဲ့သစိမ်းတွေမှမဟုတ်တာဘာလို့အလောက်ထိဒေါသကျိနေရလဲတားထုံးမင်းကိုအားနာကြရင်မမေ तू ကသမီးကိုရပါတယ်နီးရဲ့ကျွန်တော်ချူပေါ်မှာအမှားလုပ်ခဲ့မိတာလေချူစိတ်ဆိုးသက်ပါတယ်လူတိုင်းကအမှားနဲ့မကင်းနိုင်အောင်လေဘယ်သူမှမဆိုအမှားလုပ်မိနိုင်တာပဲခုလဲကြည့်တားထုံးမင်းကသမီးကိုကိုရိုင်းလာတောင်းပန်နေပြီပဲသမီးကသူ့ကိုခွင့်လွှတ်ပေးတဲ့မိရုပ်တရက်မမေ့စီကထွက်လာတဲ့စကားတွေကြောင့်ချူအံ့ဩခြင်းများစွာနဲ့မမေ့ကိုစူးစိုက်ပြီးကြည့်လိုက်တယ်မမေ तू ကသမီးကိုအတမကျင့်ဖို့တော့စဉ်းစားခဲ့တယ်လေအဲ့ညမှာတကယ်လို့ကိုသားရောက်မလာခင်သမီးဘွားရေးစုံမျောသွားမှာအဲ့ဒါမမေသိလားမမေရဲ့ငါမင်းကိုရမ်းချစ်လို့အခုလိုမစင်စားမစင်ချင်မဲ့အမလှုပ်လိုက်မိတာပါငါတောင်းပန်ပါလေချူရဲ့ငါအခုနောင်တရနေပါပြီမခွင့်လို့ဘူးလုံးဝခွင့်မလို့ဘူးထုံးမင်းနင်ငါ့ပေါ်လှုပ်ခဲ့တာလေငါတိတ်တဲ့အထိမေ့မှာမဟုတ်ဘူးချူလဲဒေါ်ကြီးမော်ကြီးနဲ့ပြောဆိုကထုံးမင်းမျက်နှာမတွေ့ကြတော့ကြောင့်ခန်းထဲပြေးဝင်ကတကားလောချနေလိုက်တယ်ပြီးတော့အဲ့ရပေါ်မျက်နှာလေးကနာကျင်ဝမ်းနေမှုတွေကိုမျက်ရည်နဲ့ဖော်ပြနေပေါ့သမီးရဲ့မမေကိုတကားလေးဖွင့်ပေးပါဦးသမီးတယောက်တည်းနေစနေမေအပြင်ဘက်ကမမေရဲ့တကားခောက်တန်ကြပါမယ်ချူတကားဖွင့်ပေးခြင်းစိတ်မရှိပါဘူးကိုချူစိတ်တဲ့ရုပ်တရက်ဆိုသလိုကိုကိုသတိရမိသွားတယ်ချူဆိုသမျှကိုမငြင်းမညူပဲအသီးခံပေးတတ်သူချူဝဲနေတိုင်းအနားမှာရှိနေပေးတတ်ပြီးတော့ပျော်ရွှင်စရာလေးတွေကြုံလာခဲ့ရင်လည်းဝမ်းသာကူပေးတတ်သူကိုကလွဲပြီးဘသူမှချူပေါ်နားလေပေးရသူမရှိပါဘူးချူလည်းကိုစီဆက်သွယ်ဖို့အတွက်စပွဲပေါ်တက်ထားတဲ့ဟန်ဖုန်းလေးကိုပြေးယူကကိုစီဆက်သွယ်လိုက်တယ်ဒါမဲ့ကိုဖုန်းကဘလို့မှဆက်သွယ်လို့မရပဲစပိတ်ထားရနေတာတိုးနေပါတယ်ချူလည်းလက်လျှော့ခြင်းမရှိထက်ခါခေါ်နေမိတယ်ဖုန်းကိုင်မှာကို please တာခုမှပြန်လာလေဘယ်သွားမလို့တာဖုန်းရေးစလုံးနဲ့ကျသွားလို့အဲ့ဒါဖုန်းပြင်ဆိုင်သွားပြီးပြင်မလို့ဘလို့ဖြစ်တာလဲတာရဲ့တေချာယူဆိုင်မှာပေါ့မေတာသွားမယ်နော်ပြီးရင်ပြန်လာခဲ့မယ်အေးကွယ်ဆိုင်ကယ်မောင်းရင်ကယူဆိုင်ဟုတ်မမေသွားပြီသူရင်သူရဲ့ဆိုင်ကယ်လေးကိုစီးနေကဖုန်းပြင်ဆိုင်အမြန်လာခဲ့တယ်ဆိုင်လေးရောက်တော့ကန်ကောင်းစွာနဲ့ဖုန်းကိုပြင်နိုင်တာကြောင့်သူရင်ဝမ်းသာရနဲ့ဖုန်းကိုဆက်ပွင့်ကြည့်တော့တယ်လီရဲ့ miss call တွေအများကြီးခေါ်ထားတာမြင်တော့ချက်ချင်းပဲ
ချေရတဲ့သူလေးကိုဖုန်းခေါ်မယ်လို့တော့ခဏစကားပြောရအောင်လားသူရင်သူနာမှာတဲလေးရဲ့မိခင်ဖြစ်သူရောက်လာတာမြင်တော့သူရင်အတော်လေးကိုအံ့ဩတင်သွားတယ်ဟာအန်တီမင်းနဲ့ဆွေးနွေးကြရှိလို့စိုင်းတနေရာသွားရအောင်ဟုတ်အကျဉ်းတော်သူ့ကိုထင်သေးတဲ့ကြည့်နေကြည့်ပြီးမတီမဲ့မြင်ပြောဆိုဆက်ဆံခဲ့တဲ့အနီးကခုကြတော့ဆွေးနွေးစရာရှိလို့ဆိုပါလားသူရင်လည်းအံ့ဩလို့မဆုံးနေကင်းမကြီးအိမ်မက်မနေသလားအောက်မိရပါတယ်ချင်းဆိုထားကြတဲ့နေရာလေးစီတူလျှောက်လာကြပေမဲ့နေရောက်သားဘာစကားမှမပြောဘဲတိတ်ဆိတ်လျက်ပါသူရင်တယောက်တော့စိတ်မကောင်းစွာနဲ့သူသိချရတဲ့မိန်းကလေးကိုစကားတခုပြောလိုက်တယ်ကိုကိုလိုလမ်းခွဲရအောင်တင်လီရုပ်တဲ့ကိုကိုစီကမထင်မှတ်ထားတဲ့စကားကြားတော့ကျူတယောက်အံ့ဩခြင်းများစွာနဲ့မင်းသက်သွားပါတယ်အရင်တော့ချူဘက်ကလမ်းခွဲပူပြောပေမဲ့ကိုကိုဘက်ကလုံးဝလက်မလွတ်ပဲချူဆိုးသမျှကိုတီးခံပေးရတာအခုတော့ကိုကိုဘက်ကနေဒီစကားထွက်လာခဲ့ပါတယ်ကိုဘာတွေပြောနေရလဲတဲကိုလာမနှောက်နဲ့ကိုကိုနောက်တာမဟုတ်ဘူးအတီပြောနေတာကိုချိန်ကိုကိုတို့သားမိချင်းတွေကိုတဲတွေ့နေတာပဲတဲမိပြောသလိုကိုကကလေးကချီကောင်းပါတဲလေးနဲ့ဘလို့မှမလိုက်ဖက်ပါဘူးတဲကိုကိုကိုချစ်တာဂုံပကတနာတွေမမောလို့ချစ်တာမဟုတ်ဘူးလေဒါရီကိုလည်းတဲကယူမဆိုင်ဘူးဒါမဲ့ကိုကိုကတဲအတွက်ဘာမှမလုပ်ကိုကိုနားမှရှင်တဲအတွက်ရရအပြည့်စုံသွားပြီတဲလေးရဲ့ကိုကိုကတနေ့လုံးမှတနေ့စားဝမ်းရည်ကိုအနိုင်ကြိုးစားနေရတဲ့သူပါကိုကိုကတဲမိပြောသလိုတဲလေးနဲ့ဘလို့မှမထိုက်တန်နေတယ်အဲဒါကြောင့်ကိုကိုတို့လမ်းခွဲလိုက်ကြရအောင်ကျော်ခိုင်းပြီးနှုတ်ဆက်ထွက်ခွာသွားတဲ့ချစ်သူလေးကြောင့်ကျိုးကတော့ဝမ်းနဲ့လုံးအားရပါရငိုကြွေးနေပေမဲ့ကိုကိုကတစ်ချက်လေးတော့လက်မကြည့်ပဲထွက်ခွာရပါတယ်ကိုကိုတဲကိုပြစ်မထားပါနဲ့နော်တဲနောက်ဆိုမစိုးတော့ပါဘူးတဲလိမ်ပါပါမယ်ကိုကိုရဲ့ကိုကိုရဲဆက်လုံးလေးအိမ်မက်ဆိုးတွေကြောင့်ကျိုးတရားကိုအိမ်နေရာနေလဲနိုးလာခဲ့တယ်နှလုံးတစ်ဖက်ကိုဖွင့်ကြည့်ပြီးပတ်ဝန်းကျင်ချင်းတွေကိုကဲခတ်လိုက်တော့ခုနအဖြစ်ကအိမ်မက်ဖြစ်နေမှန်းသိလိုက်ရတဲ့အချိန်မှာအတိုင်းမသိဝမ်းသာသွားပါတယ်တော်ပါသေးရဲ့အိမ်မက်ဖြစ်နေလို့ပေါ့ကိုကိုချက်ချင်းစိတ်တရားနဲ့ကိုကိုတတိယလာတော့ကိုစီဖုန်းခေါ်ပေမဲ့ဖုန်းကစပိတ်ထားပါတယ်ကိုကိုဘာဖြစ်နေရလဲဘာလို့တဲလေးစီမဆက်သွဲကြရလဲမဟုတ်မခုနအိမ်မက်တိုင်းကိုကိုကမျက်လန်းခွဲချင်လို့နမိတ်ပြနေရတာဟာကိုဒီနေ့နဲ့ဆိုကိုစီကိုဖုန်းဆက်လို့မရတာတပတ်လောက်တောင်ရှိသွားပါပြီစာဖို့ချင်းမရှိဖုန်းလေးတကောတော့မခေါ်တော့ပါဘူးတဲကိုကိုရက်ဆက်သွားပါပြီသူရင်တတိယလားစာလားထုတ်လို့ရပြီတဲ့ဟုတ်လားကျေးဇူးတင်ပါတယ်ကိုမေရပါတယ်ချင်းချင်းနေပဲမျက်နှာသွားလိုက်တတိယစီကန်းကြီးရဲ့သူဆိုတော့နောက်ကျရင်စူးနေလေဟုတ်သူရင်ခုဘီလက်မြေထုတ်တဲ့စိတ်ရုံမှာလုံးဝင်ငွေရပါတယ်ပြန်မနေဆိုပေမဲ့တကြားလုံးထပ်ပိုးပြီးဝင်ငွေကောင်းနေတော့သူရင်လည်းပိုးကျူးစားရတယ်အားစားလေးထုတ်လို့ရတာကိုတဝက်ကမိကိုပြီးပြီးတော့ကျန်တဝက်ကစူးဘူးလေးထည့်လိုက်ပါတယ်မကြခင်တူနေရဖို့အတွက်အခုတော့ခဏဝေးရတာပေါ့တဲလေးရဲ့စင်ရုပ်ပြည့်ရလားကိုကိုရောတဲလေးလွမ်းနေရလားတတိယတိုင်းဆက်သွယ်လို့မရတဲ့ချိန်လေးဆိုတော့ဖုန်းလေးကဓာတ်ပုံလေးယူတာငေးကြည့်ရင်လည်းအလွမ်းဖြစ်နေရပါတယ်ကိုကိုခဏလောက်တော့စောင့်မိပါတဲလေးရဲ့ကိုကိုမကြခင်တဲလေးစီအញ្ញပြန်လာခဲ့မယ်တိတ်ချစ်တဲ့တဲလေးရမ်းလေးလွမ်းနေလာနှင်းခေခန်းကြပြီးနောက်ချူရဲ့နေရှင်လို့ပြောနေပါလားနေကိုကြည့်ရတာအားမလို့အားမရနဲ့အင်ဂျင်နဲ့စုစုနင်တို့ကိုကိုတရင်ဘာတွေကြားမိသေးလဲဘာမှမကြားရပါဘူးချူရဲ့နင်ပြောလို့ငါတို့တွေတော့သူ့တလင့်နင်ပြောလို့ငါတို့တော့သူ့တရင်သွားဆောင်စမ်းကြည့်ပြင်မယ်ဘာတရင်စားနာမှမရအောင်သူလည်းနေနိုင်သေးတာပဲနင်ကဘာလို့မနေနိုင်ရမှာလဲနင်ရဲ့အတိုင်းမှမဟုတ်တာချူရဲ့တငယ်ချင်းတယောက်တယောက်တစ်မျိုးစီဝေးပန်းနေကြပေမဲ့ကျိုးတော့ဘာစကားမှပြောရဲတိတ်ဆိတ်နေမိတယ်ချိန်တော်တော်ကြာဆက်သွယ်ဖြတ်ထားတဲ့ချစ်သူလေးကိုသူမေးပြချင်ပါတယ်ဒါပေမဲ့မေးပြလို့မရတဲ့ကိုနှလုံးသားကိုပဲနာကျင်မုန်းတင်မိတယ်အင်းချင်းပြောသလိုပဲကိုကအရင်ပါအကြောင်းပြချက်မှမရှိပဲထားပြတာကိုကတော့နေနိုင်တာပဲကျိုးကဘာလို့မနေနိုင်ရမှာလဲတခုခုတော့ပြန်ပြောပါအောင်ကျူရဲ့ခုလိုမျိုးတိတ်ဆိတ်တော့မနေပါနဲ့အင်ဂျင်နဲ့ဆူဆူ shopping ထွက်ရအောင်စိတ်ပြက်လက်ပြောက်လေးကောင်းတယ်ကျူ let's go ဒါဆိုခဏလေးတော့ငါဝယ်စားရင်ခလေးလိုက်အောင်မယ်โอเคရတယ်ငါတို့စောင့်နိုင်တယ်ကိုကိုဆက်သွယ်ပြတ်ထားတာကျူလဲစိတ်မကောင်းဖြစ်လို့ဘဲမို့တော့ပဲခန့်အောင်ရင်နေလာခဲ့တာတော့ကြပါပြီကိုပေါ်လိန်ညာချစ်တွေပြီးခဲ့တဲ့ချစ်သူအတွက်ကျူခံစားနေရတွေတော်တဲ့မီခုချိန်ရစားပြီးကျူစိတ်တဲ့လူတွေနဲ့အသက်ဆက်ရှင်မယ်ကျူနှလုံးသားရကနေရှင်းကိုပြီးပိုင်ထုတ်လိုက်တော့မယ်ကိုသူရိကျူလဲဝတ်စားလိုက်ပြီးစူးစူးအင်ဂျင်တို့နဲ့တူအပြင်သွားဖို့အတွက်ခန်းထဲကနေထွက်ခဲ့တယ်သမီးတို့ဘယ်သွားကြမလို့လဲရှော့ပင်ထုတ်လို့ပါမမေကောင်းတယ်သမီးဒါနဲ့ပတ်စံတော့လားလောက်ရင်မမေမဖိုးပေးမယ်လေသမီးမရှိပါသေးတယ်မမေရဲ့သမီးတို့သွားတော့မယ်နော်အေးကွယ်ဖြည်းဖြည်းသွားကြသမီးဖြစ်သူစိတ်ချင်နေပြန်လဲကောင်းလာတာမြင်တော့
တော်မုခတော်လေးဝမ်းသာသွားတယ်။သမီးခုလိုခံစားနေရတာမြင်တော့သူကိုယ်တိုင်လေးပြစ်မကင်းတယ်လို့ခံစားရပါတယ်။ဒါမဲ့သူခုလိုလုပ်တာသမီးလေးကိုချစ်လို့သမီးလေးဘဝကောင်းစားစေချင်လို့လုပ်ရတာပဲလေ။သမီးတို့ဆိုတရားတော်တွေမတရားတာတွေသူကယူမဆိုင်နိုင်တော့ပါဘူး။တွင်းနဲ့ရုတ်တရက်ရင်အဖြစ်ပြက်ခဲ့တဲ့ဖြစ်ပျက်လေးကိုတော့ပြန်မှတ်ရသွားစေတယ်။အဲဒီဖြစ်ပျက်ကလုံးလေးပြီးတော့အချိန်အနီကျွန်တော်ကိုဆွေးနွေးကြရှိရဲဆိုအဲ့ဒါပါများလေ။ချိုးနေပတ်သက်တာမလား။ရတယ်ပွန့်ပွန့်လင်းလင်းပြောပါ။မင်းကဒီလိုတဲလို့ပြောလာတော့အနီလည်းအားမနာတော့ပါဘူး။ရပါတယ်။ပြောစရာရှိရပြောလိုက်ပါ။မင်းနဲ့ငါသမီးကချစ်သူဖြစ်နေတော့သမီးနဲ့ပတ်သက်ပြီးအနီနည်းနည်းပြောချင်တယ်။ဟုတ်ပြောပါအနီ။အနီသမီးကိုအနီကအိမ်မဆိုရင်ပိုးဥသလိုချင်မွေးမျိုးလောင်လက်မွေးမျိုးလောင်ထားတာ။ဒါမဲ့အနီမင်းချစ်နေကိုစုံစမ်းကြည့်တော့မင်းမနေစရာကိုပိုင်လေးတော့မရှိဘဲနဲ့သူများရဲ့လိုက်ငားနေရတယ်ဆိုအနီပြောတာမှန်ပါ။မိဘတိုင်းကကိုသားသမီးတွေကိုအကောင်းဆုံးနေနဲ့ရစီချင်တာကြီးပဲလေ။မင်းနဲ့သမီးကဘလို့မှမလိုက်ဖက်ဘူး။အဲ့တော့မင်းအနီသမီးကိုလမ်းခွဲပေးပါ။ဘာလမ်းခွဲပေးရမယ်ဟလား။ကျွန်တော်နားကြောက်လဲသွားတာများလား။အနီမင်းကိုတီးပြောတာဟုတ်တယ်မောင်သူရင်မင်းသားအနီသမီးကိုတကယ်ချစ်တယ်ဆိုရင်အနီသမီးကိုဒုက္ခရောက်အောင်မလုပ်ဘူးမလားခဏလေးအနီကျွန်တော်ချူကိုတကယ်မြင်မြင်လို့ချစ်တာပါကျွန်တော်တို့ချစ်ချင်းတွေကိုမခွဲပါနဲ့လားအနီကောင်းမလို့မင်းသားအနီသမီးကိုတကယ်ချစ်တယ်ဆိုရင်တော့အပြောနဲ့ချစ်နေအောင်လည်းတော့မရအောင်တော့အလုံးနဲ့တက်တည်ပြပါအနီဆိုလို့ခြင်းတဲ့သဘောကမင်းရဲ့ကိုပိုင်ရင်ချင်းနဲ့ကိုပိုင်တက်ရင်ကားတစ်စီးရရှိအောင်ကြိုးစားပြီးရင်အနီသမီးကိုသိန်းတစ်ထောင်နဲ့တင်တောင်းနိုင်နေနေထားဆိုရင်တော့အနီကိုယ်တိုင်သမီးကိုမင်းနဲ့ပေးစားမယ်ဘလို့လဲချုံးမေကိုယ်တိုင်ချူးနေသူကိုသဘောတူနေပြောလိုက်တော့သူတွေတော်လေးဝမ်းသာသွားတယ်အနီတကယ်ပြောတာနော်တကယ်လို့ကျွန်တော်သာအနီပြောသလိုလုပ်နိုင်ရင်ကျိုးနဲ့တကယ်လက်ထပ်ပြီးမှနော်ငါပေးထားတဲ့ဂရိတီမှာပါဒါမဲ့တစ်ခုရှိတယ်ဘာများလဲအနီပြောထားတာမင်းမလုပ်နိုင်သေးတော့အနီသမီးလေးကိုလုံးဝမဆက်သွယ်ရအောင်မင်းတက်တိပြနိုင်တဲ့တနေ့အနီမင်းကိုလုံးဝမတောင်းဘလို့ဒါဆိုအနီဆိုလို့တဲ့သဘောကကျူးနဲ့ဆက်သွယ်လုံးဝမလုပ်အောင်ပေါ့ဟုတ်တယ်လို့လေမင်းဂရိပေးနိုင်လားဖယ်တတ်နိုင်မလဲရွေးချယ်လို့မှမရတာကျွန်တော်ဂရိပေးပါတယ်အနီလည်းဂရိတီပါစေလို့မျှော်လင့်တယ်စိတ်ကြပါငါဂရိတီမှာပါသူတွေကသူဂရိပေးတဲ့အတိုင်းအိမ်နေရစားပြီးသမီးကိုလုံးဝမဆက်သွယ်တော့ပါဘူးဒီကြားတဲ့ဝင်ကြီးရဲ့သားဖြစ်သူထုံးမရသမီးလေးကိုချစ်မြတ်လို့ပြီးလက်ထက်ချင်ကြောင်လာပြောတော့ဒေါ်မုခလည်းသဘောတူလိုက်တယ်ထုံးမလို့ဝင်ကြီးရဲ့သားသမီးလေးကိုချစ်မြတ်လို့ပြရပဲကျေးဇူးတင်လာပါပြီထုံးမလို့အရာပြည့်စုံတဲ့သူလိုချင်နေကြတဲ့မိန်းကလေးမှများပြထုံးမကိုသာသားသမတ်တော်ဝင်ရရင်အားလုံးကလေးစားအားကြကုန်ပါပြီ sorry ပါမောင်သူရိမင်းကိုပေးထားတဲ့ကလေးအနီမတီးပေးနိုင်တော့တနေ့ခန့်ကြာပြီနောက်ဘာလို့လို့နဲ့အချိန်တွေလာရက်တွေလေးကုံဆုံးခဲ့တာဒီနေ့မှဆိုကျူထုံးမင်းနဲ့လက်ထပ်ရတော့မေလူရရဒီနေ့လေးမှာတိုင်းမသိဝမ်းသာနေကြပါမေဒါမဲ့ကျူအတွက်ကတော့ကိုမချစ်မနစ်တဲ့သူကိုလက်ထပ်ရတော့ဘလို့မှမပြောရှင်နိုင်သမီးရဲ့မင်္ဂလာရက်ကောင်းရက်မြတ်နေလီမှာဘာလို့မျက်နှာမဲ့နေရလဲပြောနေပါဟုတ်မမေဒီနေ့ရောက်လာဖို့မမေကအရန်ကိုမျှော်လင့်နေခဲ့တာသမီးလေးတို့ကမမေအရန်ကုန်ယူရပဲမမေစိတ်ချမ်းသာအောင်သာပြန်ပိုင်းမှာပြုံးပြနေတာချုံနှလုံးသားမှာတော့ငိုကြွေးနေရဘူးမှမသိချိန်နေကြိုက်ကြက်ထားခဲ့တဲ့သူမင်းမပြတ်နိုင်တဲ့ကိုနှလုံးသားကိုလည်းမုန်းမိတယ်သူတော်ချိုးကိုမဆက်သွယ်ပဲနေနိုင်သေးတာပဲဒါပေမဲ့ချိုးကဘာလို့မနေနိုင်ရတာလဲဝါချူရဲ့နင်ဒီနေ့အရန်ကိုလှနေပါလားသမီးတို့တငယ်ချင်းကိုတိထားပြုံးတော့အနီဧည့်သည်တွေကိုသွားအိတ်ခံလာအောင်မယ်ဟုတ်ကဲ့အနီစိတ်ချသမီးရဲ့တငယ်ချင်းစူးစူးနဲ့အင်းချင်းတို့ရောက်လာကြတော့ဒေါ်မုခလည်းသမီးကိုအပ်ထားပြီးခန်းပြင်ဘက်ကိုထွက်လာခဲ့တယ်ကျူမမေပြောတဲ့အတိုင်းလုပ်နိုင်ခဲ့ပြီမို့သူတွေတရားဝမ်းသာအားရနဲ့ချစ်သူလေးစီအမြဲပြန်လာခဲ့တယ်အချိန်ကြာသွားလို့လားမသိချူရဲ့ရာလည်းပြောင်းလဲသွားတယ်ကျူရဲ့အိမ်ရှိရောက်တော့အချိန်တော်ကြာအော်ခေါ်ပေမဲ့ဘယ်သူမှထွက်မလာကျူတို့ပြန်သွားကြတယ်ထင်ပြီးသူတွေလည်းလက်ပြန်မလို့ပြန်တော့တကားဖွင့်တန်ကြတာကြောင့်ဝမ်းသာအားရနဲ့အနောက်ဘက်ကိုလှည့်ကြည့်လိုက်ရာအသက်50မျိုးသမီးတူကတကားလောက်ဖွင့်ပြီးတယ်အဲမျိုးသမီးကဘသူပဲဝမ်းဆိုတာသူတွေလည်းမသိဘသူနဲ့တွေ့ကြလို့လဲချူကိုလာတွေ့ရပါတော့ချူရှိလားဘယ်ကချူလဲအတော်မသိဘူးဒီအိမ်ပိုင်ရှင်ရဲ့သမီးချူသစ်စင်မှာတော့လူလေးကိုကြည့်ရတာအရင်အိမ်ပိုင်ရှင်ကိုပြောနေရတယ်မှာသူတို့တွေကမရှိကြတော့အိမ်ပြောင်းသွားကြပြီဒီအိမ်ကိုတော့အတော်အပိုင်ဝင်လိုက်တယ်ဟာဟုတ်လားသူတို့တွေဘယ်ကိုပြောင်းသွားကြလဲတော့သိလားအဲ့ဒါတော့တော်လည်းမသိဘူးအော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော့ခွင့်ပြုပါအောင်ကောင်းပါပြီရီမန်းချက်တွေကောင်းတဲ့ပေါ်နိုင်ခဲ့လို့တလန်းလုံးဝမ်းသာနေခဲ့တာကိုတော့သူပြောရအားလုံးရေစုံမျိုးသွားပြီကျူတို့ဗမာနေရဘာလုပ်နေလဲဆိုတော့သိဝင်မရ
တစ်ချိန်လုံးတရိယာလုံးလိုပြေးတွေ့ခြင်းပဲမဲ့ပေးထားတဲ့ရည်မှန်းချက်တွေမအောင်မြင်တော့တရိယာစိတ်တွေမျိုးသိမ့်ရင်အသက်ရှင်သန်နေခဲ့တာအခုရည်မှန်းချက်အောင်မြင်သွားပြန်တော့လေကျိုးကသူ့နာမှာမရှိတော့ဘူးလေမင်းပမာလေးချူရဲ့ကိုပြန်လာပြီလေသူရဲ့စိတ်ပြက်လက်ပြက်နဲ့တစ်ပည့်ရောက်ကလွတ်နေတဲ့ခုံတန်းလေးပေါ်ထိုင်လိုက်တယ်ဟျောက်သူရင်ဟုတ်သားပဲငါလူမားနေပြီထင်နေရကြောက်ချက်ကောင်းလိုက်တာနေမင်းကိုတွေ့ရနေတော့ပဲချူကပမာနေနေရတယ်ခုနချူအိမ်သွားတာအိမ်ပြောင်းသွားပြီဆိုလို့လေမင်းများသိလားချူသစံတို့ပြောင်းသွားတဲ့အိမ်ကိုငါသိရဲ့သူရင်နေမရချူပြောင်းသွားတဲ့အိမ်ကိုသိတယ်ဆိုတာတော့သူရင်ပြန်ပြီးဝမ်းသာသွားတယ်ဟုတ်လားချူရပါမလေးနေမငါ့ဝင်မပြောငါချူကိုတွေ့ကြလားဒါမဲ့ငါမင်းကိုပြောစားရှိရဲ့သူရင်မင်းစိတ်အေးထားနော်ပြောမသာပြောပါနေပြီဟာမင်းငါအချိန်မရှိဘူးဒီနေ့ကချူသစံလက်ထက်မဲ့နေပဲသူရင်ပါမင်းငါ့ကိုနောက်နေရတာနေမင်းငါတီပြောနေရသူရင်ငါခုပဲချူသစံရဲ့မင်္ဂလာဆောင်ပွဲကိုသွားမလို့ဟမ်ချူကသူနဲ့လက်ထက်မှာလေနေမင်းချူကသူနဲ့လက်ထက်မှာလေနေမင်းဘယ်သူရှိမလဲဟိုကောင်ထုံးမင်းနဲ့ဘောသူရင်ရပါထုံးမင်းနဲ့ဟဲ့လားချူလက်ထက်မဲ့သူကတခြားသူမဟုတ်ထုံးမင်းဖြစ်နေတော့သူတို့ရင်နဲ့ဒေါသမီးတွေတက်လောင်သွားပါတယ်သူတို့သမီးရောက်လာတော့မှမို့အားလုံးကိုနေရာထားပြီးသူတို့သမီးလေးကိုကြိုးဆိုလိုက်အောင်လက်ထက်ထိန်းထားပြီးတဲ့ဖာသာအဲ့လိုကြီးညာလိုက်တော့အားလုံးကမတ်တရက်ပြီးသူတို့သမီးကိုကြိုးဆိုပေးကြပါတယ်တာယာငင်ညောင်းတဲ့တီလုံးတန်တွေတပြိုင်နက်တည်းထွက်ပေါ်ပြီးတော့မင်္ဂလာခမ်းမအတွင်းတလန့်ချင်းစီဝင်လာခဲ့သူဟာကျူသစင်လာရအားပေးကြတဲ့ဧည့်သည်တို့တွေအားလုံးကလည်းလက်ခုပ်တီးရင်းနဲ့အားပေးနေကြတယ်စင်းမြင့်ထပေါ်တက်ခါနီတောင်းမြကျူရဲ့လက်ကိုဆွဲကင်ပေးပါတယ်ဖာသာဆရာသူတို့တဲ့ရာတွေကိုတခုချင်းစီပြုလုပ်ပေးနေတယ်ခင်မလုံးမောင်ထုံးမင်းသည်ကိုရဲ့နေရုပ်ပိုင်ရှင်ဖြစ်လာမယ်ဇနီးလောက်မကျူသစင်ကိုဒေဒီတိုင်လက်တွဲမဖြုတ်ပဲတသက်လုံးချစ်ခင်သွားမယ်လို့လူအားလုံးရှိမှဂရီပေးနိုင်လားဟုတ်ကဲ့ဂရီပေးနိုင်ပါတယ်ဟုတ်ပြီဒီခါသူတို့သမီးကိုလည်းဆရာမေကုန်းလေးတွေမေးအောင်မယ်ဇနီးလောက်မကျူသစင်သည်ကိုရဲ့ခင်မလုံးဖြစ်လာမယ်မောင်ထုံးမင်းကိုဒေဒီတိုင်လက်တွဲမဖြုတ်ပဲတသက်လုံးချစ်ခင်သွားမယ်လို့လူအားလုံးရှိမှဂရီပေးနိုင်လားပါသာမီရဲ့မေကုန်းကိုပြန်ပြေဖို့အတွက်ကျူတော့ဆုံနေမိတယ်အဲ့ဒီရီအားလုံးကလည်းကျူရဲ့ပြေကိုစိတ်ဝင်တစားနားဆုံးနေကြတယ်ကျမကတိဒီမင်္ဂလာပွဲကိုကျွန်တော်လုံးဝကန့်ကွက်တယ်စိတ်နှောက်ယှက်ဖြစ်သွားစီလို့အားလုံးကိုကျွန်တော်နုညွတ်တောင်းပန်ပါတယ်ခမ်းမအတွင်းဝင်လာပြီးပြောဆိုလာသူကတခြားသူမဟုတ်ကျူကိုတနေ့ကြော်မဆက်သွယ်ပဲဖြစ်ထားခဲ့ချစ်သူဖြစ်နေတယ်ကိုမျက်နှာမြင်တော့ကျူနှုတ်ကနေကိုနာမည်ကိုရေးရွတ်လိုက်တယ်ကျူမင်းကိုဘော်လုံးရက်တယ်ကွာကိုမင်းကိုတစ်ချိန်လုံးလေးလေးနက်နက်ချက်လာခဲ့တဲ့ချက်တွေကိုမင်းမလို့ခုလိုမျိုးလုံးရက်တယ်ချစ်တယ်ဟာလားရှည်ကြံလိုက်တာရှင်ခုမှပို့စကားတွေလာပြောမနေနဲ့သူရင်ရှင်သာကျမကိုတကယ်ချင်းဘာဖြစ်လို့ဖုန်းမဆက်စမဖို့ပဲဆက်သွယ်ဖြတ်ခဲ့ရလဲကိုဘာဖြစ်လို့မင်းကိုမဆက်သွယ်လဲဆိုတာမင်းမေတော်မူခမင်းကိုဘာမှမပြောပြအောင်လားကျူဒီเจ้าတွေကိုမင်းမေသိဆုံးသူရင်အဲ့လိုပြောတော့ကျူပါဝင်အားလုံးရဲ့ကြည်တွေကဒေါ်မုခစီရောက်လာတယ်ဒေါ်မုခလည်းသူမလှုပ်ထားတော့တိတိတတမျက်နှာပြင်ရနေတယ်ဒီเจ้าတွေကိုမမေသိရဟဲ့လားချူနားလေးအောင်ရှင်းပြပါအောင်တမီမယုံနဲ့သူမမေကိုမဟုတ်တာဆွဆွဲနေတာဒီမှာသူရင်ငါမင်းကိုအသေးရဖြတ်မှုနဲ့တရားစွဲလို့ရတယ်ဆိုတာသိလားတရားစွဲမယ်ဟဲ့လားလုပ်လေအနီအားလုံးကိုကျွန်တော် surprise တစ်ခုလုပ်ဆရာရှိတယ်ဘာလို့လဲဆိုတော့ပြောရင်းဆိုရင်လည်းသူရင်ပေါင်းမိအကက်တရားခလုတ်လေးကိုအသားလေးဖိနေလိုက်တော့အနီကျွန်တော်ကိုဆွေးနွေးကြရှိရဲဆိုအဲ့ဒါဘာများလဲချူနေပတ်သက်တာမလားရတယ်ကိုမလင်းလေးပြောပါမင်းကဒီလိုတဲတို့ပြောလာတော့အနီလည်းအားမနာတော့ရပါတယ်ပြောကြရှိရပြောပါမင်းကငါသမီးရဲ့စစ်သူဖြစ်နေတော့သမီးနဲ့ပတ်သက်ပြီးအနီနည်းနည်းပြောစင်တယ်ဟုတ်ပြောပါအနီသမီးကိုအနီကအိမ်မားဆိုရင်ပိုးဥတလူချင်းမွေးမြူလောင်လက်မွေးမြူလောင်ထားတာလေဒါမဲ့အနီမင်းချီတွေကိုစုံစမ်းကြည့်တော့မင်းမနေစရာကိုပိုင်လေးတော့မရှိပဲနဲ့သူများအိမ်လိုက်ငားနေရစုအနီပြောတာမှန်ပါမိဘတိုင်းကကိုသားသမီးကိုအကောင်းနေနဲ့ရစေချင်တာကြီးပဲလေမင်းနဲ့သမီးကဘလို့မှမလိုက်ဖက်ဘူးအဲ့တော့မင်းအနီသမီးကိုလမ်းခွဲပေးပါလမ်းခွဲပေးရမယ်ဟလားကျွန်တော်နားကြလွဲသွားတာများလားအနီမင်းကိုအတီးပြောတာဟုတ်တယ်မော်သူရင်မင်းသားအနီသမီးကိုတကယ်ချစ်တယ်ဆိုရင်အနီသမီးကိုဒုက္ခရအောင်တော့မလုပ်ဘူးမလားခဏလေးအနီကျွန်တော်ကျိုးကိုတကယ်မြင့်မြတ်နုံနုံနဲ့ချစ်တာပါကျွန်တော်တို့ချစ်ချင်းတွေကိုမခွဲပါနဲ့လားကောင်းမလေးမင်းသားအနီသမီးကိုတကယ်ချစ်တယ်ဆိုရင်တော့အပြောနဲ့ချစ်နေုံနဲ့မရအောင်တော့အလုံးနဲ့တက်သေးပြအနီဆိုလိုချင်တဲ့သဘောဟာမင်းရဲ့ကိုပိုင်ရင်ချင်းနဲ့ကိုပိုင်တိုက်ရဲ့ကားစီရဲ့ရှိအောင်ကြိုးစားပြီးရင်အနှစ်သမီးကိုတိန်တထောင်နဲ့တန်တောင်းနိုင်ခဲ့တဲ့အနေထားဆိုရင်အနီကိုယ်တိုင်သမီးကိုမင်းနဲ့ပေးစားမယ်ဘယ်လိုလဲအနီတကယ်ပြောရနော်တကယ်လို့ကျွန်တော်သာအနီပြောသလိုလုပ်နိုင်ခင်
ကျုပ်နဲ့တကယ်လက်ထပ်ပြီးမှာပါနော်ငါပေးထားတဲ့ကတိကိုတီးမှာပါဒါမဲ့တခုရှိဘာများလဲအနီပြောထားတာမင်းမလုပ်နိုင်သေးတော့အနီသမီးလေးကိုလုံးဝမဆက်သွဲရအောင်မင်းတက်တည်ပြနိုင်တဲ့တနည်းအနီမင်းကိုလုံးဝမတောင်းဘလို့ဒါဆိုအနီဆိုလို့ခြင်းတဲ့သဘောကကျိုးကိုလုံးဝဆက်သွဲမလုပ်ရဘူးပေါ့ဟုတ်တယ်ဘလို့လဲမင်းကတိပေးနိုင်လားဘယ်တတ်နိုင်မလဲရွေးချယ်လို့မှမရတာကျွန်တော်ကတိပေးပါတယ်အနီလည်းကတိတီးပါစေလို့မျှော်နေစိတ်ချငါကတိငါတီးမှာပါသူရဲ့စပိုင်းဆိုင်ရာကျွမ်းကျင်တဲ့နေမရဲ့အကူအညီကြောင့်အတာဖိုင်ခမ်းမကြီးတစ်ခုလုံးကြောင်းဖွင့်ပြနိုင်ခဲ့တယ် sorry ပါအနီဒီလိုလုပ်လာမယ်ဆိုတာကြိုးသိလို့ခုလိုမျိုးလုပ်ရတာမဟုတ်ဘူးအဲ့ဒါငါအတန်မဟုတ်ဘူးမင်းအတန်တုဖန်တီးထားတာမေဘာလို့ခုလိုမျိုးသမီးကိုလိန်ရတာလဲမဟုတ်ဘူးသမီးမဟုတ်ဘူးမမေအတန်မဟုတ်ဘူးသူမမေကိုမတရားဆွဆွဲနေတာအလောက်တိတက်တည်ထင်ရှားနေတာကိုအနီကငင်းကျင်သေးတယ်ပေါ့အနီပြောထားသလိုကျွန်တော်မှကိုတိုက်တလုံးကားတစ်စီးရဲ့ဗန်မာသိန်းထောင်ပေါင်းပတ်စံနေလည်းရှိနေပဲနီဘာလို့လူကြီးဖြစ်ပြီးတော့ကိုကတိကိုမတီးရလဲမဟုတ်ဘူးနေရှောက်မပြောနဲ့သူရင်းနင်ဘာလို့ပြန်လာပြီးငါတို့မိသားစုဒုက္ခပေးရလဲငါနေကိုတတ်မယ်မေမလုံးနဲ့ဒေါ်မုခလည်းလူများရှိရှက်ခွဲခံရတော့ယူကျုံများဖြစ်ပြီးခုလိုမျိုးဖြစ်အောင်ဖန်တီးခဲ့တဲ့သူရင်းကိုအိတ်ကက်ထဲကတနက်ကိုထုတ်ပြီးပြစ်ခတ်လိုက်တယ်ကူဒေါ်မုခပြလိုက်တဲ့ကြည်စံဟာသူရင်းရင်ဘက်ကိုမှန်ပြီးချက်ချင်းပဲသူရင်းထွက်လာကကျမ်းမြင်ပေါ်သွေးတန်တရေရဲနဲ့လဲကျသွားတယ်မမေဘာလို့ခုလိုမျိုးလုပ်ရလဲကူထပါအောင်မဟုတ်ဘူးမမေလောက်တာမဟုတ်ဘူးဒေါ်မုခလည်းသူရဲ့မစင်မကြံလို့ရဲ့ကြောင့်ယူတုံးမရဖြစ်နေပေမဲ့ပြန်လေပြင်ဆင်ဝင်မသာချက်ချင်းပဲအဲ့နေရာမှာလူနာတင်ကားနဲ့အတူရဲကားပါတပြိုင်နက်တည်းရောက်လာတယ်။သမီးမမေမလုပ်ဘူးမမေကိုကဲပါသမီးမမေထောင်မကြချင်ဘူးမမေသမီးကိုမပြတ်ထားပါနဲ့မမေကိုထားပါအောင်ကိုရဲ့ရဲရမမေကိုလက်ထိတ်ခဲ့ပြီးတင်းခေါ်သွားပါပြီကိုလည်းလူနာတင်ကားနဲ့ခေါ်သွားတယ်။သူရဲ့ဖြူအောင်သူတို့သမီးဝတ်ဆောင်ပါလေကိုရဲ့သွေးရင်းညံကုန်ပါတယ်အဲ့ဖြစ်ပြကြောင်းခမ်းမကြီးတစ်ခုလုံးရေရုပ်တဲတဲဖြစ်ကုန်ကြတယ်ဒီနေ့ဆိုရင်ကိုသတိမေ့နေတာ3ရက်မြောက်နေရှိပါပြီဆရာဝန်အားဆိုရင်ဆရာမလို့ပြောပေမဲ့ကိုကအခုချိန်ဒီအရာထပ်မှလိမ့်နေစေပါကိုမမေပြောပြလို့ကိုကျူးပေါ်ဘယ်လောက်ထိချက်လဲဆိုတာကျူးသိခွင့်ရခဲ့တယ်ကိုကျူးကိုမချက်တော့ဘူးဆိုပြီးတစ်ချိန်လုံးတွေးပြီးကိုပေါ်စိတ်နာနေခဲ့တာကျူးတွန်းနဲ့ကိုဘယ်လောက်တောင်ပေးမကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းကြတော့ကိုတနာလုံးမျက်ရည်တောင်ထိန်ချုံမရနိုင်တဲ့အထိပါချူနေကိုကြည့်ရတာပင်ပန်းတယ်လို့ပဲဟာအိမ်ပြန်ပြီးနားလိုက်ပါလားသူတို့ကငါတို့ကြည့်ပေးထားမယ်နိကျေးဇူးတင်ပါတယ်တမဲချူမပြောင်းခဏနေကိုနိုးလာမှငါ့ကိုမတွေ့ရင်ကိုစိတ်မကောင်းဖြစ်နေမယ်ရတယ်နေတို့တွေပဲပြန်လိုက်ပါညနေဒီအားလုံးဝိုင်းဆောင်ပြီးပြီးကိုကတတိမရလာသေးတော့တငယ်ချင်းတွေလည်းတယောက်ပြီးတယောက်ပြန်သွားကြတယ်စိုးနဲ့အင်ဂျင်တို့လည်းကျုံးနဲ့အတူစောင့်ကူပေးမယ်ဆိုပေမဲ့ချူအားနာလို့သူတို့ကိုပြန်ခိုင်းလိုက်ပါတယ်ကူရဲ့မြန်တတိရလာပါတော့တဲကိုဘလောက်ချစ်ကြောင်တတိယကြောင်ပြောအောင်လေပေချန်ဒီခုလိုမျိုးဆက်အိတ်နေပါလေကိုကြောင့်ငိုရလို့ကျူးမျက်ရည်လေးတွေခန်းချောက်လို့နေပါဖြစ်ပါပြီငိုဖို့အတွက်စူးစမ်းကြည့်ပေမဲ့မျက်ရည်ရာထိန်ချုံလို့မရတော့ကျူးကိုရင်ဘတ်ပေါ်မျက်နှာလေးအကိုင်ရှက်ငုံမိပါတယ်ရုတ်တရက်ကိုခန္ဓာကိုယ်လေးလှုပ်လှုပ်ရှားရှားဖြစ်လာတယ်လို့ကျူးခံစားမိလိုက်တော့ကျူးလည်းဝမ်းသာသွားတယ်ကိုကျူးခေါ်တာကြားလိုက်ရင်ကျူးဘလောက်ပဲဝမ်းသာအားရပြောဆိုနေပါစေကိုကမလုံးမရှက်ပဲကျူးကိုစူးစမ်းကြည့်နေတော့ကျူးကိုအတွက်ပို့ပြီးစိုးရင်သွားတယ်။ဒါကြောင့်ကိုချိန်တွေကိုဆရာဝန်ပြောပြဖို့အတွက်တောဖို့ပြန်လိုက်တော့တကားနားလေးရောက်တဲလီကိုနှုတ်ပါကျူးမိလေးကိုရေရုပ်တန်လေးကြတော့ကျူးဝမ်းသာရနဲ့ကိုစီပြေးသွားတယ်။ကိုဘလို့နေသေးလဲ။တဲလေးစီပြန်လာပြီလို့ကျေးဇူးပါနော်ကိုနိုးလာပြီလေ။ဘာလို့ငိုနေသေးရလဲတဲလီရဲ့။ကိုမကောင်းတဲကိုကြားပြစ်တာ။ကိုစိတ်ဆိုးတယ်။ကိုမပါရဲ့တဲလီရဲ့။ကိုစိတ်မဆိုးနဲ့တော့နော်။တဲကိုအလိုလိုက်ပေးမယ်ဆိုရင်ခွတ်လုပ်ပေးမယ်ကိုအလိုလိုက်ပေးမှာပေါ့တဲရဲ့။ဂတိနော်ကိုဂတိပါအရန်ကိုလွမ်းနေရ။ကိုဖတ်ပါဦး။ကျူလေတတိယချင်းများစွာနဲ့ကိုတင်းကျပ်စွာဖတ်တွင်ထားလိုက်တယ်။ကိုကြအားစားပြီးကိုလုံးဝလက်မလွတ်တော့မင်္ဂလာပွဲဖြစ်ကြတဲ့ဒိုမင်းလေးနိုင်ငံသားကိုကြောင်းတက်မယ်ဆိုပြီးထွက်သွားတယ်။ကိုစင်းရွာဆင်းခွင့်ရတော့ကျူလေကိုနဲ့အတူမေ့စီတူတူလာတွေ့ကြပါတယ်။ထောင်ထဲမှာနေရတော့စားကောင်းတောက်ဖွယ်ကြီးမစားတဲ့အခါမှာမမေမျက်နှာရင်လိုကြည့်ကောင်းမနေပဲပိန်နေနေတာမြင်တော့ကျူးစိတ်တဲလုံးဝမကောင်းမမေကိုကြည့်ပြီးမျက်ရည်ဝဲကျနေတယ်။မမေဘလို့နေသေးလဲစင်ပြေးရလား။သမီးမမေအတွက်စားစရာယူလာပေးတယ်။မမေစင်ပြေးပါတယ်သမီးရဲ့။မမေအတွက်စိတ်မပူပါနဲ့။သမီးလေးသာကိုယူဆိုင်။မမေရဲ့တ
သမီးမမေကိုအရင်တတိရတယ်မမေလည်းသမီးကိုရမ်းလွှမ်းနေမမေတောင်းမှမာရဲ့သမီးရဲ့သမီးလေးကိုဝမ်းနေအောင်လုပ်မင်းလို့ရှားပါတယ်မမေသမီးမမေကိုဘယ်တော့မှစိတ်မဆိုးပါဘူးမမေသာစိတ်ချမ်းသာအောင်နေပါနော်အော်ဒါနဲ့မောင်သူရင်ဘလို့နေသေးလဲသမီးသူတတိမြလာသေးဘူးလားသူခုလိုဖြစ်ရတာမမေကြောင့်ပါကိုတတိရလာပြီမမေအခုတော့မမေကိုလာတွေ့တယ်ဟဲ့လားဝမ်းသာလိုက်တာအခုပမာလေကျွန်တော်ဒီမှာပါနေသမီးနှုတ်ပါနေရောက်လာခဲ့တဲ့မောင်သူရင်အနီတောင်းမှမာရဲ့သားရဲ့အနီကြောင့်ခုလိုမဖြစ်တဲ့နာတွေဖြစ်လာတာအနီမပါစောစောရီကအနီသားတို့ချစ်ချင်းကိုမခွဲခဲ့ခုလိုဖြစ်လာမှာမဟုတ်ဘူးအနီမမဟုတ်ပါဘူးကျွန်တော်ကအနီကိုကျေးဇူးတင်ရမှာပါအနီအဲ့လိုလုပ်ပေးခဲ့လို့ကျွန်တော်ကိုစရကိုရည်တည်နိုင်တာလေအနီဘာမှစိတ်ပူပါနဲ့ကျွန်တော်ကောင်းဆုံးရှိနေရှာပြီးအနီကိုထုတ်ပေးမှာပါကျေးဇူးတင်ပါတယ်သားရဲ့အနီကိုနားလေပြီးရှားပါတယ်အနီကိုနဲ့မမေတယောက်ကိုတယောက်သိမြတ်နေရမြင်တော့ကျိုးအတိုင်းမသိဝမ်းသာလို့မဆုံးပါဘူးအလိုလိုနေဝမ်းသာမြိုင်ကြီးစီးကြလာခဲ့တယ်တဲလီပြောလေကိုတဲလီကိုကိုဘယ်လောက်ထိချစ်လဲဘယ်လောက်ထိချစ်လဲဆိုတော့အများကြီးချစ်တယ်ကိုတဲလီကိုဘယ်လောက်ထိချစ်လဲမချစ်ပါဘူးအလောက်ထိစိုးတွန်းနေတာမချစ်ရဲပါဘူးသူရင်းလည်းချစ်သူလေးကိုတမင်တက်တက်စိတ်ဆိုးအောင်ရှုံရှုံနောက်နောက်စားလောက်တယ်ကိုအဲ့လိုပေါ့လေရတယ်အဲ့ဆိုချူးလို့လမ်းခွင့်မယ်လောက်ပါနဲ့တဲရဲ့ကိုကချစ်လို့စားတာပါတဲမရှိရင်ကိုသေးသွားနိုင်တယ်အဲ့တော့လမ်းခွင့်စကားတော့မပြောပါနဲ့ကိုကတဲကိုအလောက်တောင်ချစ်တာလားတဲကတခြားသူလိုမဟုတ်ဘူးအရင်ဆိုးတာလေဒါဘောချစ်တာပေါ့တဲဆိုလဲကိုကချစ်တယ်တဲကလေကိုအရင်ချစ်လို့ဆိုးတာပါနော်ကိုသာတဲကိုစိတ်ကုန်ပြစ်သွားမှမချင်နဲ့ပြစ်သွားစရာလားချစ်လို့တော့မဝတာကိုတဲကိုဘယ်လောက်ချစ်လဲဆိုတာတဲလေးကမမြင်ဘူးလားမြင်မအောင်မှောင်မဲနေအောင်တဲမမြင်ဘူးဆိုရင်ရရလीဒါဆိုကိုချစ်တယ်ကိုတဲလေးမြင်လာအောင်တက်တည်ပြကိုကျဲမရှိရဲ့ညလေးမို့ကောင်းကင်မြစ်တစ်ခုလုံးမောင်းမိုင်းနေတယ်ဒါမဲ့ကိုချစ်တယ်ကကျူကိုပြောရွှင်မှုတွေဖန်တီးပေးပါတယ်ကိုနဲ့သာတူတူရှိနေကျူအမောင်လည်းမကြောက်တော့ဘူးကိုဘေးနားမှာရှင်အရာရာပြီးပြည့်စုံနေပါပြီကျူဘွားတယ်ဝင်လာပြီလို့ကျေးဇူးတင်ပါတယ်ကိုနောက်ပြီးတော့အရင်အထက်ပိုချစ်တယ်ကိုချစ်လို့စိုးမိရပါအပြစ်မယူပါနဲ့နော်ကိုတိတ်ချစ်တယ်ကိုပရိသတ်များရှင်ငယ်သူလေးမှုစိုးဝင်းပြပါကိုဒါမှမဟုတ်ချစ်လို့ဆိုတာပါဆိုတဲ့ဇလန်းတူလေးကိုပြပြတင်ဆက်ပေးရပြီဖြစ်ပါတယ်နားဆရာပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်